ဂျင်စော့နေတဲ့ဒုတိယအဖို့တရက်တာမှာစားတဲ့ကုန်ကြစိတ်ဘယ်လောက်ရှိလဲချက်ကြည့်အောင်ဒါလေးကကျွန်တော်လန်ထိတ်မှာတောက်ဝဲလာတာပေါ့နော်နွားနှုတ်2000ပေးရပါတယ်ပြီးတော့ကျွန်တော်ဗာထည့်မလဲဆိုတော့ဘနာနာလေးထည့်ပါမယ်ဘနာနာကတော့ဒီကောင်ကတွဲမဟုတ်ပေါ့တက်ဝက်ပေါ့နော်တက်ဝက်ဒီကောင်2000ပေးရတယ်ကျွန်တော်အခုမနက်စာစားမှာကျွန်တော်နှလုံးစားမှာပေါ့နော်1000ကျွန်တော်ကျုပ်နှလုံးကျွန်တော်ထည့်ပါမယ်ကျုပ်ကတစ်လုံး350ဆိုတော့နှလုံးဆိုတော့900ပေါ့နော်နောက်တစ်ခုကကျွန်တော်ပေါင်မုတ်ပေါ့နော်ပေါင်မုတ်က1 2 3 4 6ခုနှစ်ချက်ကို2000ဆိုတော့ကျွန်တော်တစ်ချက်ကို300ဝန်းကျင်လောက်ပေါင်းမယ်ပေါ့နော်300ဝန်းကျင်ကျွန်တော်ပြီးတော့ပေါင်မုတ်နှစ်ချက်စားမယ်ဆိုတော့600ဆိုတော့စုစုပေါင်း4300ကျမယ်ပေါ့နော်ဘယ်လိုစားမလဲဆိုတော့ကျွန်တော်တို့လိုက်ကြည့်အောင်အဲ့ဒီမှာပေါင်မုတ်တစ်ချက်လေးကိုကျွန်တော်အရင်ဆုံးချရတယ်ပေါ့နော်ပြီးဆိုတော့အပေါ်ကနေငပြောတီးတွေကျွန်တော်တို့စိတ်ထည့်တယ်အဲ့ဒါပြီးရတယ်ကျွန်တော်ကျဥလေးကိုလည်းကျွန်တော်အလွယ်ကူဆုံးနည်းနဲ့ကျွန်တော်နှလုံးခောက်ခောက်ခောက်ပြီးထည့်တယ်အဲ့ဒါပြီးဆိုအပေါ်ကနေကျွန်တော်နွားနို့လေးဆန်းတယ်ပေါ့နော်နွားနို့ရဲ့အပေါ်မှာကျွန်တော်ပေါင်မုတ်တစ်ချက်ထပ်ထည့်ပြီးကျွန်တော်မှမွေတယ်ပေါ့နော်ကျွန်တော်သနာပို့တဲ့ကျွန်တော်ဒီနွားနို့လေးကိုခွက်ထည့်ပြီးမှကျွန်တော်ထပ်တောက်တယ်ပေါ့နော်အဲ့ဒီမှာဘိုက်ရတဲ့ဆဆာနဲ့အမနော်ကျွန်တော်စားပြတ်မှာပဲဖြစ်ပါတယ်အဲ့တော့အမတစ်လုံးစားတယ်နှစ်လုံးစားတယ်သုံးလုံးစားတယ်ဗျာလေးလုံးဗျာဒီမှာကျွန်တော်ဂျင်မသွားခင်နိုင်ဝက်အလိုကျွန်တော် creatine လေးတောက်ပါတယ်ဒီကောင်ကကျွန်တော်360 gram ပါတယ်ပေါ့နော်ဆိုတော့ဒီထဲမှာ360 gram ပါတယ်ကျွန်တော်တစ်ရက်ကို5 gram တောက်တာဆိုတော့ကျွန်တော်2လစာပေါ့နော်ဒီကောင်တပူးကို3,9500ပေးရတယ်ပေါ့နော်ဆိုတော့တစ်ရက်ကိုပြင်းမြကျွန်တော်3000လုံးသွားတယ်ပေါ့နော်ဆိုတော့ဒီကောင်ကိုလည်းကျွန်တော်ဟိုမနက်စာကုန်ကျစရိတ်တွေမှာကျွန်တော်ထည့်လိုက်မယ်ပေါ့နော်ဒီကောင်ပါပြီးကိုကျွန်တော်တို့တဲ့9300ကျတယ်ပေါ့နော်မနေ့စာဆိုတော့ကျွန်တော်ဒါလေးတောက်ပြီးကြလို့ရင်ကျွန်တော်ဂျင်မှာတွားပြီးတော့ဆွဲမယ်ဆက်လက်ပြီးတော့ကြည့်ရှုပေးကြပါအောင်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်အခုဂျင်ကနေတော့ပြန်ရောက်ပြီပေါ့နော်ဒါပေမဲ့ကျွန်တော်ဗီဒီယိုတွေပိုင်းမရိုက်လာလဲရအောင်ဘာလို့ဆိုတော့ကောမန့်လေးတွေကဝိုင်းကြီးဘာညာဆိုတော့ကျွန်တော် share ပြသိရမလားအဲ့ဒါစားပါကျွန်တော်ဗီဒီယိုရိုက်ဖို့မေ့သွားတာပေါ့နော်ဆိုတော့နေ့နေ့စာစားဖို့အတွက်ဘယ်လောက်ကုန်ကြမလဲဆိုတာကျွန်တော်တို့ဆက်လက်ကြည့်ရှုပေးကြပါအောင်တော့ lens စားဖို့အတွက်ဒီကောင်ကစက်တာ300 gram ပေါ့နော်300 gram ကျွန်တော်100 gram ကို1940ဆိုတော့1940ကို300 gram ဆို3နဲ့မြောက်တော့9220ပေါ့နော်စက်တာကိုကျွန်တော်အရင်ခိုင်းလိုက်ရပါတော့ဆိုတော့ကျွန်တော်စက်တာကိုဒီလိုမျိုးလေးပဲကင်ထားရပါတော့ပြီးတော့ကျွန်တော်အရာမုံလေးကျွန်တော်ထည့်တယ်ပေါ့နော်ပြီးရင်ကျွန်တော်ပေါင်းလေးထည့်တယ်အဲ့ဒီအချိန်မှာကျွန်တော်ကြုပ်ပြုတ်ထားတယ်ပေါ့နော်အဲ့ဒါပြီးရနေကျွန်တော်စက်တာကိုကိုရီးယားဒီစက်ဆက်ကျော်အနစ်နဲ့ကျွန်တော်အပုံစံမျိုးစားတယ်ပေါ့ဒါပေမဲ့ချက်ပုံချက်နေဒီတေးလေးကိုကျွန်တော်မပြောတော့ဘူးပေါ့နော်အဓိကကျွန်တော်တရက်တာမှာဘယ်လောက်ကုန်ကြတယ်လဲဆိုတာကိုပဲကျွန်တော်အဓိကပြတ်တော်မှာဖြစ်လို့ပေါ့နော်အဲ့ဒါကြီးကျွန်တော်မပြောတော့ဘူးပေါ့နော်ဒါကြပါဦးအဲ့ဒီမှာနေ့လည်စာကိုကျွန်တော်ကစက်တာကို300 gram ဆိုတော့ကျွန်တော်9220ကျုပ်က9လုံးဆိုတော့1950အမင်းကကျွန်တော်900ပဲထားဗျာဆိုတော့စုစုပေါင်း9480ကျတယ်ပေါ့နော်ဒါနေ့လည်စာပေါ့ကျွန်တော်ညစာအတွက်ကိုအာလူတစ်လုံးပြုတ်တယ်ပေါ့နော်သမင်းအစားအာလူစားတယ်ပြီးတော့ကျွန်တော်ကြက်ဥ2လုံးထပ်ပြုတ်တယ်ပေါ့နော်အာလူကိုကျွန်တော်ကြက်တို့အနီလေးနဲ့တုပ်စားတယ်ပေါ့နော်ဆိုတော့ညနေစာကိုကျွန်တော်တို့အာလူတစ်လုံးပေါ့နော်1000လောက်ရှိမှထင်တယ်ပေါ့နော်ကျွန်တော်ကြက်ဥ2လုံး900ဆိုတော့1900ဆိုတော့နေ့လေကကျွန်တော်တို့ဒီကြက်တာပို့တဲ့ဟာလေးပေါ့နော်ကျွန်တော်မနက်စာကို9300နေ့လယ်စာကို9480ညစာကို1900တိုးတယ်16480ပေါ့နော်ဒါတရက်စာပေါ့နော်16480ကို3နဲ့မြောက်လိုက်တော့ကျွန်တော်4,94,100ကျတယ်ပေါ့နော်ဆိုတော့ကျွန်တော်9သိန်းဝန်းကျင်ပေါ့နော်9သိန်းဝန်းကျင်ပဲထားပေါ့နော်ဆိုတော့မာစေဒုတင်နေတဲ့လူတွေအတွက်တော့ကျွန်တော်တို့ပြန်များတော့ဒါကျွန်တော်တွက်ထားတာအနည်းဆုံးပဲပေါ့နော်ဒါလောက်ဝန်းကျင်9သိန်းဝန်းကျင်လောက်တော့ကျွန်တော်သွားတယ်ပေါ့နော်မနက်စာနေ့စာညစာအပြီးပေါ့နော်တခြားစနက်တွေပါရစားရဲဆိုလို့ရှိရင်တော့ကိုစားရင်စားတော့ထပ်ပြီးတော့ကုန်မယ်ပေါ့နော်အနည်းဆုံးကတော့ကျွန်တော်တလားလောက်တော့ကျွန်တော်ကုန်ပါတယ်သုံးနှစ်ရှုပေးညီကိုတွေအားလုံးကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုရဲ့အတွက်ကျွန်တော်ရဲ့ account လေး follow ပေးကြပါအောင်ဆိုတော့ကျေးဇူးအများကြီးတင်ပါတယ် see you guys bye bye